မင်္ဂလာပါဒီစားပါတယ်ဒီနေ့ကမေလ15ရက်တောက်ကြနေဘူးဒါဒီလူကငိုးကောင်းတယ်ဗျဘာလို့ခုပြောချင်လို့ကျွန်တော်ရခိုင်ပြည်မှာဂျိုင်းနေဘူးလေဗျဂျိုင်းနေဘူးလေဆိုတော့ရခိုင်ပြည်နယ်အကြောင်းကောင်းကောင်းသိပါတယ်ခုကဂုံစာပြနာထွန်းမြတ်နိုင်တို့ဟလာခိုင်ဒုက္ခတို့ညိုထွန်းအောင်တို့ကသူတို့ရခိုင်ပြည်နယ်မွဲသွားတာဗမာတွေကြောက်သိပြောတယ်ကျွန်တော်ရည်ချင်တယ်ဗျဒီကောင်လေးဂျင်းလျှောက်တယ်ဒါပေမဲ့လူတွေကသိပါတယ်ရခိုင်မှာရခိုင်နေချမ်းသာတာဗမာကြောင့်ချမ်းသာတာရခိုင်ကဗမာနဲ့တွဲနေမှချမ်းသာတာဥပမာကျွန်တော်ပြောမယ်ခင်ဗျရခိုင်မှာအဆိုတော်မြက်ခိုင်ကျော်ဆိုတာရှိတယ်နောက်ကဟိုလှိုင်လုံးချီဆိုတဲ့အခွေထုတ်တဲ့ကုသန်းမောင်တို့နော်ရိုးရာကမမတို့နော်ဟာလားတချင်းကြီးအရန်ကောင်းတယ်ဒါပေမဲ့ရခိုင်လို့ဆိုတော့ခါကြတော့မပေါ့အကျော်တို့ရခိုင်ပရီတော်တောင်းစိတ်ဆာရှုံမောင်နေပြခါဝိုက်ပြီးကေဘသူကနားထောင်ပါလေဗမာကနားမှမလဲတာဗမာလူဆိုမှရတနာမိုင်တို့ဟလာပေါ့တာနီတူဆိုဗမာလူတချင်းဆိုတယ်ဗမာစကားရိုက်တယ်ဘလောက်ပေါ့လဲဗမာလည်းလှုပ်ကြွေးတာမင်းလမ်းမုံဒီဇိုင်းဗျာဗမာတွေစားတာစားလို့တစ်ဆိုင်ပြီးတစ်ဆိုင်ခါတယ်တိုးချဲတာဗမာတွေလှုပ်ကြွေးတာနောက်ဆုံးခင်ဗျာဆရာတော်တွေကြည့်ဗျအလိုတော်ပြဆရာတော်ကြီးမြောက်ဦးဆရာတော်တောက်တကအခုဆိုရင်ဘုံတော်လေးလို့ခေါ်တဲ့ဆရာတော်အပယလင်္ကာရဝီနီးဆရာတော်အရန်ကြည်ညိုဖို့ကောင်းတဲ့ဆရာတော်တွေဘယ်သူကိုးကွယ်တာလဲရခိုင်ပြည်မှာသွားကြောင်းထိုင်ကြည့်ပါလားစွန်ကွန်အစမပြေနိုင်ဘူးမြောက်ဦးဆရာတော်ဆိုမန္တလေးမှာဟီးနာပဲသူကြောင်းထိုင်ကြီးလိုတော်ပြဆရာတော်ဆိုပကံကြောင်းမှာဟီးနာပဲသူရဲ့ကြောင်းကြီးခုဘုံတော်လေးဆိုလဲမော်ပြီးမှာဟီးနာပဲသူကြောင်းကြီးဗမာတွေကိုးကွယ်တာနောက်ဆုံးခင်ဗျာမဟာမုနိဖျားကြီးဘိုးတော်ရပင့်လာလို့ရွှေတွေကိုအိနာပဲပိတ်တာပေါင်းများစွာဗမာတွေချတာခင်ဗျာရခိုင်မှာကြောက်တော်မှာမဟာမုနိဖျားတဆူရှိရလေရွှေမရှိဘူးရခိုင်ကရွှေမချဘူးရှိတဲ့ရွှေရလဲ14ပဲကြီးအကြီးချင်းမရှိတဲ့အကြီးသွေးမရှိတဲ့ရွှေဒါဗမာတွေကြောက်မွေးတာမဟုတ်ဘူးဗမာတွေကြောက်ချမ်းသာဗမာတွေကလှုပ်ကြွေးနေအဲ့ဒါမင်းတို့အထင်မလွဲနဲ့ဗမာတွေကအင်မတန်ရခိုင်မျိုးချစ်တာနော်မင်းတို့အဲ့ဒါအတွေးခေါ်မှားနေမင်းတို့ပြန်ပြမင်းတို့အနောက်ပြန်ပြတို့ဗမာတွေနဲ့မင်းတို့ရခိုင်တွေကပူးတွဲနေမှကြီးပွားမှာချမ်းသာမှာတိုးတက်မှာအဲ့လာပြောတာမင်းတို့ကြည့်ပဲဆိုရက်တီလို့မရဘူးမင်းတို့အုံသီးပဲထွက်တယ်မင်းတို့ရခိုင်ဟို gas ထွက်တယ်ဆိုတာ gas ကခင်ဗျာဒါပင်လေကမ်းကြီးဆိုတာမြန်မာပင်လေပြီဟုတ်ပြီနော်အဲ့လာပြောတာလေးစားပါတယ်